ကျွန်တော် picket roller အလုံးဖြုတ်လဲနည်းလေးပြပေးမယ်နော်ဒီအသေးမှာကျတော့ကျွန်တော်တို့အမဲလေးတက်မယ်ဒီဘက်မှာကျတော့ကျွန်တော်အပြာလဲလာတယ်တချို့လဲအဝါလဲလာတယ်ပေါ့နော်ဒီဘက်ကကျတော့အသေးအမဲပေါ့နှစ်ခုလုံးတက်လို့မရလို့ဆိုတက်လို့ရတယ်သူကလည်းသူတက်လို့ရှိရင်တော့အစွဲဟာပိုကောင်းတယ်ပေါ့နော်ဟုတ်ဒီဘက်ကိုကျွန်တော်အမဲလေးတက်မယ်ဒီမှာအမဲလော့အမဲလေးရှိတယ်အဲ့မဲ့ကျွန်တော်တို့ minus 4နဲ့ဖြစ် tester လေးနဲ့ဖြစ်သူတစ်ချမ်းကတ်လိုက်နော်သူကဒီကောင်လေးကနည်းနည်းလေးတော့ကျိုးတတ်တယ်ဗျကျိုးတတ်တယ်ဆိုတဲ့အတွက်နည်းနည်းဖြည်းဖြည်းလေးလက်လေးကထိန်းထားပြီးတော့လှန်လိုက်ပေါ့နော်ဒါလေးကိုဒီမှာဒီလိုလေးမထားလိုက်မပြီးတွန်းလိုက်နော်တွန်းလိုက်ရင်သူအလွယ်တကူလေးကျစ်သွားလိုက်မယ်နော်သူလော်လေးသူလှည့်ပြီးတော့လော်လေးတိုင်းချော့လိုက်ရနော်ချော့လိုက်တစ်ဖက်ကျုပ်သွားပြီနော်တစ်ဖက်ကျုပ်သွားရင်ကျွန်တော်ဒီကောင်လေးကိုဆွဲထုတ်လိုက်လို့ရတယ်ဒီကြီးရဲ့ပဲဒီရဲ့မရှိဘူးတစ်ဖက်ကကြီးရတစ်ဖက်ကသေးရပေါ့နော်ဒီအနေကျွန်တော်ဆွဲထုတ်လိုက်မယ်နော်ဆိုတော့ညီအဝတ်စုပ်လေးပေးပါဦးပြီးရင်ဒီဟာလေးကိုကျွန်တော်အဝတ်စာလေးနဲ့တန့်ရှင်းလုပ်လိုက်မယ်နော်ဒီကဒီ post လေးတွေပေါ့နော် post လေးထဲလေးအဝတ်စာလေး minus လေးနဲ့အဝတ်စာလေးနဲ့ထိုးပြီးတော့နဲ့တန့်ရှင်းလို့ဒီ post ထဲလေးတန့်ရှင်းလုပ်မယ်နော်ဒီတိုင်းကျွန်တော်တို့ picket လေးထုတ်ပြီးတော့လဲမယ်ပေါ့နော်ကျွန်တော်ဒီဘက်ကဒီလိုပေါ့နော်လောရှိတဲ့ဘက်ကဒီဘက်ကထည့်ပြီးရင်သူတိုင်းလေးပဲကျွန်တော်ထိုးထည့်လိုက်မယ်နော်ပြီးခုနကကျွန်တော်ချွတ်ထားတဲ့ပို့လေးပြန်ပို့မှနေကြလို့ကြီးတွေများနေလို့ရှိရင်ပို့လေးကိုနဲ့တန်းရှင်းလေးလုပ်ပြီးနော်ဆီလီကွန်လေးပါလေးပပလေးထိုးခြင်းလိုက်ရတယ်နော်သူကတန်းရှင်းလေးလုပ်လိုက်တော့ဆိုအဆင်ပြေပါဒီလော့လေးကိုကျွန်တော်ကောင်းပါပေါက်ခဲ့တော့တယ်ဝင်ပြီးဒီကောင်ဒီဘက်ကိုလဲချလိုက်ပါနော်နော်ဒါဆိုရင်နော်ကျွန်တော်တရားလေးတက်လို့ပြီးသွားပြီပေါ့နော်ကျွန်တော်အကြီးကိုထပ်တက်ပြပေးမယ်နော်အကြီးကိုတက်မယ်ဆိုလဲခုနအတိုင်းပဲလော်လေးပဲနော်ဒီလော်လေးတော့နေသတိထားနော်ကျိုးတက်တယ်နော်ကောင်းလို့တစ်ပတ်ပြည့်အောင်လဲလိုက်လို့ရှင်ဒါလေးဆွဲထုတ်လိုက်ရအောင်ပြီးဒါလေးဆွဲထုတ်လိုက်ရမယ်နော်ဆွဲထုတ်ပြီးတော့သူကကြတော့ဒီမှာကြတော့ one way unit လေးပါပါတယ်နော် one way unit လေးပါထည့်ရအောင်သူ post လေးအတွင်းထဲကဟို lock သွားမယ့်နေရာလေးကိုတန့်ရှင်းလေးလုပ်ပြီးနော်